မင်္ဂလာပါအမားရဲ့ YouTube channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကဲအမဒီနေ့မှလေအခုလေအပေါ်တက်လေးတွေပေါ့နော် ready to wear ပုံစံလေးတွေပေါ့အဲ့ဒီပုံစံလေးမှလေအရန်ကိုလေရောင်းအားကောင်းနေတယ်လေအင်ကြီးလေးအပေါ်တက်ကလေးလေအမဒီမှာအမ profile ပုံမှာ profile မှာပြထားတယ်လေအမဒီဗီဒီယိုလေးအစမှာအမလေအဲ့ဒီမှာဟိုတပုံလေးထည့်တာတွေ့ရမလားရှေ့ကွယ်လေးကိုမှတွန့်လေးနေလေအဲ့ဒီအင်ဂျီလေးကအခုဆိုလို့ရှိရင်အရန်ကိုမှရောင်းအားတက်ပြီးခစ်စားနေပါတယ်အဲ့ဒီပုံလေးကိုမှဒီနေ့မှရှင်းပြပေးခြင်းနဲ့ပေါ့နော်ဒါဟိုရောင်းခြင်းတဲ့လူတွေအတွက်လည်းဒီဟာလေးကိုပတ်တန်ကူတကယ်လို့ကိုယ့်ဘက်ကိုချုပ်ဝေးခြင်းတဲ့လူတွေရှိရင်လည်းဒါလေးကိုပတ်တန်လေးကူထားလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကဲမတို့စားကြရအောင်ဒီမှာပေါ့နော်မတို့တွေကဒီမှာသူ့ရဲ့နောက်ချမ်းလေးနော်နောက်ချမ်းလေးဒါကထုံးစံအတိုင်းပိတ်ခောက်ကလေးပဲပေါ့နော်ကဲဒီမှာဒီနောက်ချမ်းလေးကိုဆွဲတဲ့ခါကြလို့ရှိရင်အင်ဂျီကကြတော့အမတို့က20ထက်မကျော်စေနဲ့เนาะ20ထက်ကျော်လို့ရှိရင်သူ့ရဲ့အင်ဂျီရဲ့ဒီဇိုင်းလေးကသူကလုံးဝအပွားတယ်ကြီးဖြစ်သွားလိမ့်မယ်သူကကြတော့20ထက်ကျော်လို့မရအောင်လက်မ20ထက်ကျော်လို့မရအောင်ပေါ့เนาะသူ့ရဲ့ဒီဇိုင်းလေးကကြတော့လေကဲဒီမှာလေဘင်းလေးဆိုရင်အမတို့ကဒီဘက်ဘေးကိုအမတို့3ခွဲကနေဖောက်တယ်ဒီဘက်ကနေဒီကိုအမတို့3ခွဲဖောက်တယ်နော်ဒီကနေဒီကို3ခွဲဖောက်တယ်ဒါနောက်ချမ်းမှာပေါ့နော်ဒီကနေဒီအောက်ကိုကြတော့မတို့ကဘယ်လောက်ဖောက်လဲဆိုလို့ရှိရင်မတို့ကအောက်ကိုတလက်မပဲဖောက်ပါတယ်နော်နောက်ချမ်းလေးရဲ့ဒီအောက်ကိုကြတော့တလက်မဖောက်တယ်ဘေးကို3ခွဲဖောက်မယ်ဟုတ်ပြီနော်ဒါဆိုရင်နောက်ချမ်းလေးကိုရပြီနောက်ချမ်းပုံလေးကိုမတို့ဆွဲတယ်ဆွဲပြီးပြီဆိုမတို့ကအဲ့ဒါလေးကိုမတို့ကရှေ့ချမ်းလေးကိုထပ်ပြီးတော့ရှေ့ချမ်းပတန်လေးကိုထပ်ပြီးတော့ဆွဲမယ်အဲ့တော့မတို့ကနောက်ချမ်းလေးကနေပြီးတော့ရှေ့ချမ်းလေးကိုထပ်ပြီးဆွဲပြီးပြီဆိုလို့ရှိရင်ရှေ့ချမ်းမှာအကွဲလေးဖြစ်တဲ့ကြောင့်မတို့အကွဲတိုင်းလေးပဲမတို့မှတ်ထားမယ်နော်ဒါဆိုနောက်ချမ်းလေးကိုမဖယ်လိုက်မယ်ဒါနောက်ချမ်းလေးကိုမ copy ပြန်ယူထားလိုက်တယ်ပေါ့အဲ့မှာမကရှေ့ချမ်းလေးကိုဂျိုင်းလေးကိုဖောက်ထားပြီးပြီနော်ရှေ့ချမ်းလေးကိုဖောက်ထားပြီးပြီသူကအကွဲလေးပေါ့နော်အကွဲလေးပြီးလို့ရှိရင်မတို့ကဒီမှာသူ့ရဲ့ level လေးကိုမှတ်ထားလိုက်တယ်နော်နောက်ချမ်းကနေပြီးတော့အမတို့ယူထားတဲ့ level တိုင်းမတို့မှတ်မယ်ကဲအမလာပြီရှေ့ချမ်းကိုညှက်တဲ့အခါကျရင်သူ့ရဲ့အင်ဂျီပုံစံလေးကဒီပေါ့နော်ရင်ဘတ်နော်ဒီရင်ဘတ်ထိန်သားလေးမှာမတို့ကဖောက်ကမှာဒီမှာပေါ့ဒီဂျိုင်းရဲ့အောက်ပိုင်းလောက်ထိသွားရှာတယ်အဲ့ဒီအောက်မှာမတို့ကရင်ဘတ်ထိန်သားလောက်ထိဖောက်မယ်ဆိုတော့ဒီဂျိုင်းရဲ့အောက်တလက်မောက်နေရဒီဂျိုင်းရဲ့အောက်နော်ဒီဂျိုင်းရဲ့အောက်တလက်မနေရလောက်ကနေမတို့မှတ်လိုက်မယ်အဲ့ဒီမှတ်တဲ့နေရာလေးကနေမတို့ကဒီလိုကလေးဖောက်လိုက်ပါဒီလိုလေးဖြစ်သွားပြီအဲ့ဒါလေးကိုမတို့ညှက်ထုတ်လိုက်မယ်နော်ပြန်ပြောမယ်နော်ဒီဂျိုင်းလေးပေါ့နော်ဒီဂျိုင်းလေးရဲ့အောက်တလက်မနေရာလေးကနေပြီးတော့ဒီမှာမှတ်ပြီးပြီဆိုလို့ရှင်မတို့ကဒီမှာဒီလိုဖီပုံလေးဖောက်ချလိုက်ပါမယ်ဒါလေးကိုမတို့တွေညှက်လိုက်ပါမယ်ဒါဆိုလို့ရှင်မတို့ကသူ့ရဲ့အင်ဂျီဒီလိုလေးပေါ့နော်ဒီမှာဒီလိုလေးဒီမှာမတို့ကသူ့ကိုအတွန့်လေးထည့်မယ်ပေါ့နော်ဒါဆိုရင်မျိုးလုံးထဲမှာပုံပေါ်သွားမယ်ထင်တယ်ကဲပြီးပြီဆိုလို့ရှင် तू ကလာတော့မယ်ဘာလာမလဲဆိုမတို့အတွန့်အတွက်ဆိုတော့မတို့ကသူ့ကိုဒီလိုဆောင်းလေးနော်ဒီကနေပြီးတော့ဒီဂျိုင်းကနေပြီးတော့3လက်မနေရာလောက်မှတ်လိုက်နော်ဒီဂျိုင်းကနေ3လက်မနေရာလောက်မှာမတို့ကဒီ level ထိတ်နဲ့အဲ့နေရာလေးနဲ့ဒီလိုဆောင်းလေးလာဆက်ပါကဲဒါဆိုလို့ရှိရင်မတို့ကသူ့ရဲ့ရင်ဘတ်ပုံစံလေးကိုမတို့ညှက်လိုက်တော့မယ်အဆောင်ဆိုရင်အဆောင်တိုင်းလေးပဲညှက်နော်ဒါဆိုလို့ရှိရင်မျိုးလုံးထဲမှာပုံပေါ်သွားပြီလို့ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်သူ့ရဲ့အင်ဂျီလေးကဒီလိုကလေးပေါ့နော်ဒီလိုလေးဖြစ်သွားမယ်ပေါ့နော်ကဲအဲ့ဒါဆိုတော့မတို့ကဒီလိုလေးဖြစ်သွားတဲ့အခါကျရင်မတို့ကပိတ်စပုံမှာယူတဲ့အခါကျရင်ဘယ်လိုယူရလဲနော်ပိတ်စပုံမှာယူတဲ့အခါကျရင်ဘယ်လိုယူရလဲဆိုရင်အမပြောပြမယ်အဲ့ဒီခါကျရင်မတို့တွေကဒါကဥပမာဒါကပိတ်စပဲထားတော့နော်ပိတ်စ2ရွက်ကဲပိတ်စ2ရွက်ပေါ့နော်ပိတ်စာကိုမတို့ဒါပိတ်စာ2ရွက်ပဲထားပါတော့ဒီပိတ်စာလေး2ရွက်ကိုဒီလိုထားအရှိအကွဲဖြစ်တဲ့အတွက်ကြောင့်ဒီမှာမတို့ကအရွက်2ရွက်ဖြစ်မယ်တကယ်လို့ तू ကအခောက်ဆိုရင်တော့အခောက်ဖြစ်မယ်ပေါ့နော်ဒါအရှိကွဲ2ရွက်ဆိုတော့2ရွက်ဖြစ်မယ်အဲ့တော့စောနာကဖြတ်လိုက်တဲ့ဒီကောင်လေးနော်ဒါပိတ်စာအကြီးပဲထားလိုက်တော့ဒီကောင်လေးကိုအဲ့လိုတင်လိုက်မယ်တင်တဲ့အခါကျလို့ရှိရင်ဒီအရှိကနေပြီးတော့မတို့က4လက်မခွာဒီအရှိကနေပြီးတော့4လက်မခွာပြီးပြီဆိုလို့ရှိရင်အမတို့တွေအဲ့ရနေပြီးတော့မှဒီမှာဒီလေးလည်းမခွာပြီးတော့မှဒီကောင်ကိုတင်ပြီးတော့မှမတို့ကဒီကိုတဲ့အတိုင်းပဲမတို့ညက်မယ်အဆောင်ကအဆောင်တိုင်းညက်မယ်ဒီအကွေးရအကွေးတိုင်းညက်ဖြန့်အပြန့်တိုင်းညက်မယ်ဒါဆိုမတို့ကဒီပိုလာတဲ့ဟာလေးနဲ့ဒီကောင်လေးကိုဖယ်လိုက်မယ်ဆိုရင်ပိုလာတဲ့သူ့အရွက်ကလေးရလာလိမ့်မယ်เนาะဒါဆိုမှအဲ့ဒီပုံလေးကိုဒါလေးကိုပတန်းနဲ့ညက်ပြမယ်เนาะကဲဒါဆိုလို့ရှိရင်မကဒီမှာသူ့ရဲ့ဒီကောင်လေးပေါ့เนาะဒီကောင်လေးဒီမှာအမပြမယ်ဒီမှာကြည့်ပါ
ဒီလိုလေးဖြစ်မယ်ပေါ့နော်ဒီမှာအမတို့ဒီကနေပြီးတော့လေးလက်မခြံပြီးတော့သူ့ရဲ့ဒီကောင်လေးကိုတင်လိုက်မယ်တင်လိုက်တဲ့ခါကျလို့ရှိရင်အမတို့ကဒီမှာကဒါလေးကိုဖယ်လိုက်မယ်ပေါ့နော်ဖယ်လိုက်လို့ရှိရင်အမတို့ဒီလိုပုံစံလေးဖြစ်သွားပါပြီကဲဒီလိုပုံစံလေးဖြစ်တဲ့ခါကျလို့ရှိရင်အမတို့ကဘာလုပ်မလဲဆိုရင်ခန္ဓာကိုယ်မှာအပေါ်ပိုင်းနဲ့မဆက်ခင်မှာအမတို့ကဒီမှာပြပြလေးတွေအမတို့တွန့်သွားမယ်နော်ဒီကနေအမတို့ပြပြလေးတွေတွန့်မယ်ဒီဘက်ကလည်းအဲ့လိုပဲပြပြလေးတွေတွန့်သွားမယ်နော်တွန့်သွားတဲ့ခါကျလို့ရှိရင်ကဲဒါဆိုလို့ရှိရင်မတို့ကဒီဟာလေးကိုကျတော့မတို့ကဓားလေးစားပြီးနှခမ်းလုံးလိုက်ဒီလိုလေးလုံးလိုက်နော်ဒီလိုလေးလုံးလိုက်မယ်ဓားလေးကိုမတို့ဓားမစားလဲရတယ်ဓားစားပြီးလုံးလဲရတယ်ဓားမစားပဲလုံးလဲရတာနှခမ်းလုံးလိုက်မယ်ပေါ့ဓားလေးကိုနော်မတို့ကဓားလုံးလိုက်မယ်မတို့ကဓားလေးကိုနှခမ်းလေးလုံးလိုက်မယ်နော်ဓားလေးကိုနှခမ်းလုံးလိုက်မယ်ဒီကောင်လေးကိုမတို့ဒါတွန်းလိုက်မယ်ပေါ့နော်ဓားလေးကိုတွန်းလိုက်မယ်ပေါ့နော်ဒီလိုလေးဖြစ်မယ်ကွယ်နော်သူကဒီအောက်ကိုစောင်းတာစောင်းတဲ့အတိုင်းပဲအဲ့ဒါအောင်မတို့ကဒီမှာအပေါ်ဆက်ကလေးမန္တလာပေါ်ဆက်ကလေးဒီလိုလေးဖြစ်မယ်နော်သူ့ကိုတွန်းတဲ့ခါကျလို့ရှိရင်မတို့ကပြပြလေးတွေတွန်းလို့ရပြီးတော့မှဒီကောင်နဲ့ဒီအတိုင်းအကွာအဝေးနဲ့ရပြီဆိုမှဒီနှစ်ခုကိုမတို့လက်ဆက်မယ်နော်ဆက်တဲ့ခါကျလို့ရှိရင်ဒီလိုပုံလေးဖြစ်မယ်နော်ဒီလိုလေးဖြစ်မယ်အဲ့လိုလေးဖြစ်တဲ့ခါကျလို့ရှိရင်မတို့ကမပြမယ်ဒီမှာမတို့တွေကပေါ့နော်ဒီနေရာလေးမှာကြိုးတကြိုးထည့်မယ်ပေါ့နော်ဒီနေရာလေးမှာကြိုးတကြိုးထည့်မယ်နော်ကြိုးတကြိုးထည့်မယ်ဒီနှစ်ခုမဆက်ခင်မှာမတို့ကဘာထည့်ရမလဲဆိုဒီမှာအတွန့်ထည့်ရမယ်အဲ့ဒီအတွန့်ပြားလေးကဘယ်လောက်ပြားလဲဆိုလို့ရှိရင်မတို့အပီးစီဒီပေရန်တပြားစာယူမယ်ပေါ့နော်အပီးစီပေရန်တပြားစာယူမယ်ဆိုတော့မတို့ကတလက်မပြားယူအဲ့ဒီအပြားလေးကိုတလက်မပြားယူတလက်မပြားကိုယူလိုက်လို့ရှိရင်ဒီဘက်ကိုပန်းတာစားဒီဘက်ကိုပန်းတာစားပြီးတွန်းလိုက်မယ်တွန်းလို့ရတာတွေကိုမတို့ကမတို့တွေကသူ့ဒီနေရာမှာမတို့เนาะသူ့တင်လိုက်မယ်ပေါ့ကတင်ပြီးပြီဆိုမှဒီနှစ်ခုကိုမတို့ဆက်မယ်ဆက်ပြီးပြီဆိုလို့ရှိရင်ဒီဟာလည်းလုံးနာမယ်ပေါ့เนาะလုံးနာမယ်ပြီးပြီဆိုမှသူတို့နှစ်ခုကိုဆက်မယ်เนาะဆက်မယ်ဆက်လို့ပြီးပြီဆိုတာမတို့ပခုံးတွဲမယ်ပေါ့လက်တက်မယ်ပေါ့လက်တက်တဲ့ခါကျလို့ရှိရင်သူ့ရဲ့လက်ကလေးမပြမယ်သူ့ရဲ့လက်ကလေးကိုကဲမတို့သူ့ရဲ့လက်ကလေးကိုမတို့ညှက်မယ်ပေါ့เนาะဒါဆိုမတို့ကရှစ်ချမ်းလေးတွေလုပ်လို့ပြီးပြီဒီမှာသူ့ရဲ့လက်ကလေးသူ့ရဲ့ဒီလက်ကလေးကိုကျတော့မတို့ကဒါကပုံမှန်မတို့ညှက်နေကြလက်ပုံမှန်ညှက်နေကြလက်ကလေးကိုမတို့ကသူ့ကိုမတို့ကဘာလုပ်မလဲဆိုလို့ရှိရင်မတို့တွေဒီမှာဒါပုံမှန်ညှက်နေကြလက်နော်သူ့ရဲ့လက်ကလေးကကျတော့မတို့ကအထွက်ကလေးပဲရှိရတဲ့အတွက်ကြောင့်ဒီကနေပြီးတော့အမတို့ကဒီကနေပြီးတော့မှအမတို့ကဒီမှာဒီလိုလေးဝိုင်းဝိုင်းကလေးအဲ့လိုလေးဝိုင်းဝိုင်းကလေးလွတ်လိုက်မယ်နော်ဝိုင်းဝိုင်းကလေးလွတ်လိုက်မယ်အမတို့ကဒါကဘယ်လောက်ဖြစ်ဖြစ်ကိစ္စမရှိတော့ဘူးအဲ့တော့ဒီဇိုင်းရနေလို့ဝိုင်းဝိုင်းကလေးလုံးမလုပ်ချင်လည်းရတယ်အမတို့သူ့ကိုဒီလိုမျိုးလေးအဲ့လိုလေးဆွဲလိုက်ထောက်ချိုးလေးဆွဲပြီးမှတော့ဖြတ်ထုတ်ပလိုက်ဒါမှဖြတ်ထုတ်ပလိုက်မယ်နော်ဒီလိုလေးဖြစ်သွားပြီအဲ့ဒါကိုမတို့ကခံဒီပိတ်စမှာတက်တဲ့ခါကျလို့ရှင်မပြမယ်ဒီမှာလက်ကလေးနော်ဒီမှာသူ့ရဲ့ဒီလိုမျိုးလေးသွားမှာပေါ့ဒါအလဲဆန်တာလေးဒါအလဲဆန်တာဆိုတော့မတို့ကဒီမှာသူ့ကိုဒီမှာအတွန့်စာကိုမတို့ဟိုဘက်တက်လက်မဒီဘက်တက်လက်မယူမယ်ဆိုလို့ရှင်လေဒီမှာအတွန့်လေးတွေထက်ဒီကောင်ကိုတွန့်လို့ရှင်မတို့လိုတက်လာမယ်ခါကျရင်ဒီလိုမျိုးလေးဖြစ်သွားလိမ့်မယ်ဒီထိမှာအဆုံးသက်သွားလိမ့်မယ်အဲ့ဒီအဆုံးသက်လာတဲ့ဒီဟာလေးကိုမတို့ကကွတ်စာလေးနဲ့သွားပြီးတော့ဘေးပိတ်မယ်နော်ရှင်းလားမသိမှပြောတာဒီကောင်လေးကကြတော့မတို့ကဒီအဆုံးထိလာစရာမလိုဘူးဘာကြောင့်လဲဆိုတော့သူ့ရဲ့အင်ဂျီပုံစံဒီလောက်ထိပဲသွားမှာလေဒီဇိုင်းရဲ့ဒီလောက်ထိပဲသွားမှာဖြစ်တော့ကြောင့်မတို့ကဒီမှာသူ့ကိုအတုံလေးတွေတွန့်မယ်တွန့်ပြီးဒီလက်ကလေးကိုတွန့်ပြီးတော့မှဒီမှာတွဲရင်းနဲ့မတို့ကဒီမှာအဆုံးသက်သွားမယ်ဒီလောက်မှအဆုံးသက်သွားလိုက်မယ်အဲ့ဒီပိုတဲ့ဟာကိုမတို့ကကွတ်စာလေးနဲ့သွားပြီးမှမတို့ဘေးပိတ်မယ်ပေါ့နော်အဲ့လိုပုံစံလေးဖြစ်မယ်ဒါဆိုမှပြောတာရှင်းရလားမသိဘူးပေါ့နော်ကဲဒါဆိုလို့ရှိရင်အမအခုဒီအင်ဂျီလေးကိုပေါ့နော်ပတ်တန်လေးရလေးညက်နေရောချုပ်နေရောလွယ်ပါတယ်အဲ့တော့ဒီပတ်တန်လေးကိုကြည့်ပြီးတော့လိုက်ညှက်ကြည့်တကယ်လို့ညက်နေနေမှာအမပြောတာမရှင်းဘူးဆိုအမကိုမတ်မှာအမရေဘယ်နေရာလေးကဘယ်လိုဆိုတာအမအောင်မေးနော်အမပြန်ပြောပြမယ်နော်အမကတကယ်လို့ရှင်းတဲ့မျိုးမှဒါစဉ်းစားပြီးတော့ပြထားတာပေါ့နော်တကယ်လို့မရှင်းနိုင်ရှိလို့ရှိရင်လည်းအမကိုကွန်မန့်မှာမေးအမဖြေပေးမယ်နော်ကဲအဲ့ဆိုဒီနေ့တော့ဒီလောက်ပါပဲအမရဲ့ဗီဒီယိုကိုစိတ်ရှိရှိနဲ့ကြည့်ပြီးစီသူတယောက်ချင်းစီတိုင်းအမကကျေးဇူးအများကြီးတင်ပါတယ်ရှင်